မိန်းကလေးငယ်တယောက်ကသူမရဲ့အမေနဲ့အတူဈေးဝယ်နေတော့မှရုတ်တရက်လူတယောက်ကသူမကိုခေါ်ဆောင်သွားခဲ့ပါတယ်။ကလေးမလေးကအသေးအံကိုကျွေးနေခဲ့ပေမဲ့သူမရဲ့အမေကတော့ဘလို့မှမတားနိုင်ခဲ့ပါဘူး။ကံကောင်းထောက်မစွာနဲ့အဲ့ဒီကလေးမလေးကတော့တတိတွေရှိလာခဲ့ပြီးတော့အဲ့ဒီလူရဲ့ကားတွေလမ်းမှာပိတ်မိနေတော့အခွင့်အရေးကိုအရှာယူပြီးထိုင်ကုန်ကပတ်ကိုဖြုတ်ပြီးတော့ကားထဲကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။သူမဟာညနေတဲ့အထိပုံအောင်နေခဲ့ပြီးမှအိမ်ကိုပြန်လာခဲ့ပေမဲ့သူမရဲ့ဖက်နှက်တွေကတော့ပျောက်ဆုံးသွားခဲ့ပြီးတော့အိမ်ထဲကိုရောက်တဲ့အခါမှာတော့သူမရဲ့အမေကိုဘလို့မှရှာမတွေ့တော့ပါဘူး။သူမကဟိုဒီကိုရှောက်ရှာကြည့်ရင်းနဲ့ဗိုက်ဆာလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ရေခဲတစ်တာထဲမှာကျန်နေတဲ့တခုတည်းသောအစာကိုတွေ့ရှိသွားခဲ့ပါတယ်။သူမကအဲ့ဒါကိုစားနေရင်းနဲ့အမေဖြစ်သူကိုအရန်ကိုလွှမ်းဆွပြီးတော့ငိုကြွေးနေခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့လူကြီးစီးဖက်နှက်အဆုပ်ကြီးကိုစီးပြီးကြောပိုးအိတ်အကြီးကြီးတစ်လုံးကိုလွှဲပြီးတော့သူမဟာအပြင်ကိုတယောက်တည်းထွက်လာခဲ့ပါတယ်။ဒီကလေးမလေးကတော့လောကကြီးရဲ့အန်တီတွေကိုမသိသေးဘဲနဲ့သူမရဲ့အမေကိုလိုက်ရှာဖို့ထွက်လာခဲ့တာပါ။ညမိုးချုပ်တဲ့အထိသူမအတွက်နားကိုစရာနေရာမတွေ့သေးပဲမတင်ကားစရာကောင်းတဲ့လူတစ်ယောက်ကသူမရဲ့နောက်ကိုစတင်ပြီးတော့လိုက်ပါလာခဲ့ပါတယ်။အဲ့ဒီလူကသူမကိုနှုတ်ဆက်တဲ့အခါမှာတော့သူမကအရန်ကိုကြောက်ရွံ့တုန်ရီသွားခဲ့ရပါတယ်။အဲ့ဒီလူကပေါင်မုံအပြားတစ်ချက်ထုတ်ပေးပြီးတော့သူမကိုကြွေးပါတယ်။သူမကအော်နှလုံးနာသလိုခံစားနေရပေမဲ့အဲ့ဒီလူကိုပို့ပြီးတော့ကြောက်နေခဲ့ပါတယ်။သူရဲ့ဟန်ဆောင်ပြုံးတွေကိုမြင်တော့သမီးအမေအခုပဲလာတော့မှလို့ပြောပြီးလှည့်ထွက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူကပတ်ဝန်းကျင်မှာဘယ်သူမှမရှိတာကိုမြင်တော့သူမကိုအတင်းအဓမ္မခေါ်ဆောင်သွားဖို့ကြိုးစားလိုက်ပါတယ်။ကလေးမလေးကသူ့ကိုအားရပါရကိုက်လိုက်တဲ့အတွက်သူကဒေါသတကြီးနဲ့သူမကိုရိုက်ဖို့လက်ရွယ်လိုက်ပေမဲ့တခြားလူတယောက်ကတော့သူ့ကိုမြေပြင်ပေါ်လဲကျသွားအောင်ကန်ထုတ်လိုက်ပါတယ်။အဲ့ဒီလူကတော့မနေ့ကသူမကိုခေါ်ဆောင်သွားခဲ့တဲ့လူပါပဲ။သူကမတ်တက်ရက်ပြီးသူကငါရဲ့အာမခံချက်ပဲလို့ပြောလိုက်ပါတယ်။တကယ်တော့သူဟာအကျွေးတောင်းသူတယောက်ဖြစ်ပါတယ်။အကျွေးတွေပြန်ဆက်ဖို့အတွက်အမေဖြစ်သူကိုဖိအားပေးတဲ့အနေနဲ့အာမခံအဖြစ်ဒီကလေးမလေးကိုခေါ်ဆောင်သွားခဲ့တာပါ။မတင်ကားစရာကောင်းတဲ့လူဆိုကတော့ဒေါသထွက်ပြီးပြန်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ချက်ချင်းဆိုသလိုပဲရှုံးနိမ့်သွားတဲ့အတွက်ထွက်ပြေးသွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲကလေးမလေးကသူမကိုဖမ်းသွားတဲ့လူဟာသူမအတွက်အရန်အန္တရာယ်မရှိနေဘူးဆိုတာကိုသတိပြုသွားမိခဲ့ပါတယ်။သူမကငိုယိုပြီးတော့အမေကိုရှာပေးဖို့တောင်းပန်ခဲ့ပေမဲ့သူကဘာမှပြန်မပြောပဲသူမကိုသာတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနေ့မှာပဲကလေးမလေးရဲ့အမေဟာတရားမဝင်နေထိုင်မှုကြောင့်ပြည်နှင်ထန်အပေးခံခဲ့ရလို့ပါ။သူမအဖမ်းမခံရခင်မှာအကျွေးတောင်းတဲ့လူကိုရှာတွေ့ခဲ့ပြီးကလေးမလေးရဲ့ဦးလေးကအကျွေးတွေဆက်မှဖြစ်လို့လာခေါ်လိုက်မယ်လို့လည်းပြောခဲ့ပါတယ်။သူမကတော့ကလေးကို2ရက်လောက်စောင့်ရှောက်ပေးဖို့တောင်းပန်ခဲ့ပါတယ်။အကျွေးရှင်ဖြစ်သူကတော့အခုလိုတောင်းဆိုခံရတဲ့အတွက်ကြောင်သွားခဲ့ပါတယ်။အကျွေးလည်းတပြားတစ်ချက်မှမရသေးတဲ့အပြင်အခုတော့ကလေးတယောက်ကိုတော့အလကားစောင့်ရှောက်ပေးရတော့မယ့်အဖြစ်ကိုရောက်သွားလို့ပါ။သူကဝင်လေးနေခဲ့ပေမဲ့အထီးကျန်နေတဲ့ကလေးမလေးကိုတွေ့တဲ့အခါမှာတော့စိတ်ပျော့သွားပြီးတော့သဘောတူလိုက်ပါတယ်။သူကကလေးမလေးကိုအိမ်ခေါ်လာခဲ့ပါတယ်။ကလေးလေးကအသက်ငယ်သေးပေမဲ့လည်းအရန်ကိုအလိုက်သိပြီးအိမ်ထဲမှာကျန်းတိုက်တာအဝတ်လျှော်တာလူကြီးတွေကိုရေခတ်ပေးတာအစားရှိတဲ့အလုပ်တွေကိုကူညီလုပ်ကင်ပေးပါတယ်။အပြင်ကထုတ်မပြောပေမဲ့အကျွေးရှင်ဟာအလိုက်သိတတ်တဲ့ကလေးမလေးကိုတစားတစားနဲ့ချစ်ခင်လာခဲ့ပါတယ်။မကြခင်မှာပဲကလေးမလေးရဲ့ဦးလေးဖြစ်သူကဖုန်းဆက်လာပြီးတော့နောက်နေ့မှလာခိုးမယ်လို့ပြောလိုက်ပါတယ်။အကျွေးတွေပြန်ရတော့မယ်ဆိုတော့ဒီလူကတော့ရန်ဝမ်းသာသွားခဲ့ပါတယ်။သူတို့တွေကလည်းကလေးမလေးကိုပြောစရာလေးတစ်နေ့ဖန်တီးပေးဖို့အပြင်ကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ကားပေါ်မှာသူတို့တွေရေရေမောမောနဲ့စကားပြောနေခဲ့ကြပါတယ်။အဲ့ဒီလူကကလေးမလေးကိုအာမခံချက် guarantee ဆိုပြီးနာမည်ပေးထားတဲ့အတွက်သူမကတော့သူ့ရဲ့ခင်မမီတဲ့နာမည်ပြောင်းကိုနောက်ပြောင်နေခဲ့ပါတယ်။သူမကသူ့ကိုနာမည်အသစ်တစ်ခုတောင်ပေးခဲ့သေးပြီးတော့သူကတော့အဲ့ဒီနာမည်ကိုစိတ်ထဲမှာတန်ဖိုးထားနေခဲ့တာပါ။ကလေးမလေးကလူတိုင်းကိုရင်မောင်းအောင်လုပ်ပေးနိုင်တဲ့ပျော်ရွှင်မှုထုတ်လေးတစ်ခုလိုပါပဲ။သူမကမတိလိုက်မတိပါတာနဲ့သူတို့ဘဝရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဈေးဝယ်စင်တာမှာအဲ့ဒီလူကဈေးကြီးတဲ့အဝတ်စားတွေမဝယ်ပေးနိုင်ပေမဲ့ရှော့ဈေးနဲ့ရတဲ့အကောင်းဆုံးဝတ်စားတွေကိုတော့သူမအတွက်ရွေးချယ်ပေးခဲ့ပါတယ်။သူတို့တွေကသူမကိုကောင်းကောင်းကျွေးမွေးပြီးသူမအားချရတဲ့အဆိုတော်ရဲ့ဖျော်ဖြေပွဲကိုလည်းခေါ်သွားပေးတဲ့အပြင် CD ကွေနဲ့ပိုစတာတွေဝယ်ပေးဖို့အတွက်နိုင်ပေါင်းများစွာတန်းစီပေးခဲ့ကြပါတယ်။အပြန်လမ်းမှာလည်းကလေးမလေးကစိတ်လှုပ်ရှားစွာနဲ့သူ့ကိုဖတ်လိုက်ပါတယ်။သူ့ရင်ထဲမှာအရေးပြောသွားခဲ့ပေမဲ့ဘာမှမခံစားရသလိုပုံစံမျိုးနဲ့နေပြလိုက်ပါတယ်။ဒါဟာဖခင်တယောက်ကသမီးဖြစ်သူကိုရင်းရင်းနှီးနှီးနဲ့လမ်းညွှန်ချက်ပေးနေသလိုမျိုးပါပဲ။အရောက်တဲ့ခါမှာတော့သူမရဲ့ဦးလေးနဲ့တွေ့ရတော့မှကိုကွန်ပျူတာအနေနဲ့သူကချောကလက်ဘီစကစ်တွေနဲ့ကိတ်မုန့်တွေလည်းလုပ်ပေးခဲ့ပါတယ်။နောက်တစ်နေ့ကသူမအဲ့ဒီမှာရှိနေရမယ့်နောက်ဆုံးညဖြစ်ပြီးတော့ဒုက္ခတွေလည်းမကြခင်မှာပြီးဆုံးတော့မှဖြစ်ပေမဲ့အကျွေးရှင်ဖြစ်သူကတော့မပျော်ရွှင်နိုင်ခဲ့ပါဘူး။နောက်တစ်နေ့မှာတခုခုသာဖြစ်လာခဲ့ရင်သူ့ကိုဆက်သွယ်ဖို့အတွက်ကလေးမလေးကိုညင်ညင်သားသားမှာကြားခဲ့ပြီးတော့ CD ဆက်လေးတစ်လုံးတောင်မှဝယ်ပေးခဲ့ပါသေးတယ်။ကလေးမလေးကတော့အရှမ်းကိုဝမ်းသာသွားပါတယ်။အဲ့ဒီအချိန်မှာပဲမျက်နှာကျောတင်းတင်းနဲ့လူတစ်ယောက်ရောက်လာပြီးကလေးမလေးကကြောင်းလန့်တကြားနဲ့နောက်ဆုတ်သွားခဲ့မိပါတယ်။အဲ့ဒီလူကိုတော့သူမရဲ့ဦးလေးအနေနဲ့လုံးဝမှတ်မိတဲ့ပုံမပေါ်ပါဘူး။သူမရဲ့တုံ့ပြန်မှုကိုမြင်တဲ့အချိန်မှာတော့အကျွေးရှင်ကတွန်းဆုတ်သွားခဲ့ပါတယ်။သူမကိုဒီလိုလူရဲ့လက်ထဲကိုမအပ်ချင်ပေမဲ့အကျွေးတွေဆက်ပြီးသွားပြီဖြစ်လို့လက်မခံဘဲနေဖို့အကြောင်းပြချက်တော့မရှိခဲ့ပါဘူး။
ကားထဲကကလေးမလေးကိုကြည့်ရင်သူဟာလက်မလွတ်ချင်ဖြစ်နေပေမဲ့အတွင်းပြုံးပြပြီးလက်ပြနှုတ်ဆက်ခဲ့ရပါတယ်။အချိန်တွေမကောင်းသလိုဖြစ်နေတဲ့အဲ့ဒီလူကိုကြည့်ပြီးသူဟာစိုးရိမ်စိတ်တွေတိုးလာခဲ့ပါတယ်။သူ့ရဲ့မျက်နှာမှာတင်းမာမှုတွေကိုပြသနေပေမဲ့ရင်ထဲကစိုးရိမ်စိတ်ကိုတော့မထိန်ချုပ်ထားနိုင်ခဲ့ပါဘူး။စိုးရိမ်ပူပန်နေတဲ့ဖခင်တယောက်လိုပဲသူကဖုန်းတွေဆက်တိုက်ဆက်ပြီးမိကုံမောင်းများစွာမေးနေခဲ့ပါတယ်။ကလေးမလေးအဆင်မပြေမှကိုသူကြောက်နေခဲ့တာပါ။ရက်အတော်ကြာအောင်ထထခါခါဖုန်းခေါ်ခဲ့ပေမဲ့ဘာတုံ့ပြန်မှုမှမရခဲ့တာကြောင့်အရန်ကိုစိတ်ပူသွားခဲ့ပါတယ်။သူကိုယ်တိုင်ကလေးမလေးကိုလူကုန်ကူးသူလက်ထဲကိုအလိုက်မိတယ်ဆိုတာသူဘယ်တော့မှမတွေးခဲ့မိတဲ့အရာပါ။ကလေးမလေးဟာကာဘာရီကလပ်တစ်ခုမှရောင်းစားခံခဲ့ရတာဖြစ်ပါတယ်။သူမဟာဘာမှနားမလဲသေးပဲသမီးဘယ်တော့အကြောင်းတက်ရမလဲဟင်းဆိုပြီးအဲ့ဒီအမျိုးသမီးကြီးကိုမေးနေခဲ့ပါတယ်။သူမဟာချင်းတွေကိုလုံးဝနားမလဲခဲ့ပေမဲ့သူမရောက်လာတဲ့အချိန်ကစပြီးအဲ့ဒီအမျိုးသမီးကသူမကိုကလေးတစ်ယောက်လိုတစ်ခါမှမဆက်ဆံခဲ့ပါဘူး။သူမကိုအညစ်ပတ်ဆုံးနဲ့အပြင်းပန်းဆုံးအလုပ်တွေကိုခိုင်းစေခဲ့ပြီးမကြာခဏဆိုသလိုအစာငတ်ထားခဲ့ပါတယ်။သူမဟာဘာမှနားမလဲပဲနေခဲ့ရကနေတနေ့မှာတော့တီးသန့်အခန်းတစ်ခုကိုတန်ရှင်းရေးလုပ်နေတော့ဧည့်သည်တယောက်ကဖန်ခွက်နဲ့လိုင်းပါလိုက်တာကြောင့်သူမရဲ့မျက်နှာကိုထိမှန်ပြီးနှဆိုင်တဲ့ဒဏ်ရာတစ်ခုရသွားခဲ့ပါတယ်။သွေးတွေစီးကျလာပြီးသူမကအရန်ကိုကြောက်လန့်သွားခဲ့ပါတယ်။ပတ်စံကုံမှာဆိုတဲ့အဲ့ဒီအမျိုးသမီးကြီးကတော့ဖန်ခွဲစားကိုဆွဲထုတ်ပိုးသက်စီလေးအနှဲငယ်တိုးပေးပြီးဘာမှမဟုတ်သလိုပဲပြစ်ထားခဲ့ပါတယ်။အားကိုးရမဲနေပြီးတယောက်တည်းဖြစ်နေတဲ့အချိန်မှာသူမဟာဦးလေးတယောက်လိုချစ်ရတဲ့အကျွေးရှင်ဖြစ်သူကိုတတိယမိသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဦးလေးဖြစ်သူကသူမအကြောင်းကိုတစ်ချိန်လုံးတွေးနေခဲ့ပါတယ်။နောက်ဆုံးမှာဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိတဲ့အခါသူဟာအစာပိုင်းမှာရန်ဝမ်းသာသွားပေမဲ့ချက်ချင်းဆိုသလိုစိုးရိမ်စိတ်တွေဝင်လာခဲ့ပါတယ်။ဖုန်းရဲ့တခြားတစ်ဖက်မှာတော့ကလေးမလေးကထိမ့်မနိုင်သိမရနဲ့ရှိုက်ကြီးတငင်ကိုနေခဲ့ပါတယ်။တခုခုတော့မှားနေပြီဆိုတာသိတာနေပါတယ်။သူမေးမြန်းတဲ့အခါသူမကလိပ်စာကိုအနိုင်နိုင်ဖတ်ပြနိုင်ခဲ့ပါတယ်။သူမကာဘာရီကိုရောင်းစားခံလိုက်ရမှန်းသိလိုက်ရတဲ့အခါသူဟာဒေါသတကြီးနဲ့အန်ကျိမိခဲ့ပေမဲ့ဖုန်းထဲမှာတော့သူမကိုတီတီငိမ့်ငိမ့်ပဲအားပေးစကားပြောခဲ့ပါတယ်။ပြီးတာနဲ့ချက်ချင်းဆိုသလိုကားနဲ့ထွက်လာခဲ့ပါတယ်။အဲဒီညမှာပဲသူမမျက်နှာကဒဏ်ရာကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့ရှင်ထဲမှာကြေမွသွားသလိုခံစားလိုက်ရပါတယ်။သူကစိတ်မထိန်နိုင်တော့ပဲသူမကိုဘေးခဏဖယ်ခိုင်းလိုက်ပြီးတော့ပန်တကားတွေကိုလက်သီးနဲ့ထိုးခွဲကသူမကိုပွေ့ချပြီးထွက်လာခဲ့လိုက်ပါတယ်။စူညာတန်တွေကြားလို့ထွက်လာတဲ့အမျိုးသမီးကြီးကိုလည်းသူကဒေါသတကြီးနဲ့လက်ပင်ကိုညှစ်ထားလိုက်ပါတယ်။သူမကိုအားရပါရရိုင်းနှက်လိုက်ခြင်းပေမဲ့အကြမ်းဖက်မှုကဘာကိုမှဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးဆိုတာကိုသူသိပါတယ်။သူကဒေါသကိုထိန်းချုပ်ပြီးငါကလေးကိုခေါ်သွားမယ်လို့ပြောလိုက်ပါတယ်။ကားပေါ်မှာတော့ကလေးမလေးကသူ့လက်ကသွေးတွေကိုညင်ညင်သားသားတုပ်ပေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူဟာသူမအတွက်သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့ပြီးသူနှလုံးသားထဲမှာတော့သူမဟာအကျွေးအတွက်အာမခံချက်မဟုတ်တော့ဘဲသူ့ရဲ့အဖိုးတန်တဲ့သမီးလေးဖြစ်သွားခဲ့ပါပြီ။သူမကိုဆောင်းရှောင်းနိုင်ဖို့အတွက်သူမြန်နိုးတဲ့ကားကိုရောင်းချပြီးကာဘာရီပိုင်ရှင်ကိုပတ်စံပေးလိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့သူမအတွက်သူတေချာပြင်ဆင်ပေးထားတဲ့အခန်းကိုမြင်ပြီးကလေးမလေးကအချိန်တော်ကြာမှပထမဆုံးချိန်ရဲ့ဖြစ်ပြုံးပြနိုင်ခဲ့ပါတယ်။သူမရဲ့မျက်နှာကအမာရွလေးကိုကုသပေးဖို့အတွက်ပတ်စံကိုနှမျောမနေပေအကောင်းဆုံးစီးရုံမှာခွဲစိတ်မှုတွေလုပ်ပေးခဲ့ပါတယ်။သူမကြောင်းတက်နိုင်ဖို့အတွက်သူ့ရဲ့အိမ်နောက်စုစည်းထဲမှာတော့ထည့်သွင်းပေးခဲ့ပါတယ်။ဥပဒေအရသူဟာသူမရဲ့ဖခင်ဖြစ်လာခဲ့ပေမဲ့သူ့ရင်ထဲမှာတော့သူမဟာသူ့ရဲ့သမီးအရင်ဖြစ်နေခဲ့တာကြာပါပြီ။ပညာရေးကိုမထိခိုက်စေချင်တာကြောင့်သူလည်းအလုပ်ပြောင်းခဲ့ပါတယ်။ဒီတိုင်းကျောင်းကိုကြိုပြီးတဲ့ရတာရှိတဲ့နေ့လည်စာတွေပြင်ဆင်ပေးပြီးသူမပေါ်မှာမြတ်တာအဖြစ်နဲ့ပြုစုဆောက်ရှောက်ပေးခဲ့ပါတယ်။ကလေးမလေးကလည်းစာကြိုးစားပြီးစာမေးပွဲတိုင်းမှာပထမရှာခဲ့ပါတယ်။ဒီလိုထူးခြားတဲ့မိသားစုလေးထဲမှာသူတို့ဟာတခါမှမခံစားဘူးတဲ့ပျော်ရွှင်မှုကိုအတူတူခံစားခဲ့ကြရပါတယ်။ကလေးမလေးအရွယ်ရောက်လာလေဦးလေးဖြစ်သူကစိတ်အေးမသွားပဲပို့ပြီးတော့တောင်စိုးရိမ်ပူပန်လာခဲ့ပါတယ်။တောင်စင်းချိန်တရက်မှာတော့သူ့ရဲ့လူချမ်းဆန်ဆန်ပုံစံကြောင့်သူမဟာသူတစ်ပါးရဲ့လောင်ပြောင်စရာဖြစ်လာမှကိုစိုးရိမ်တဲ့အတွက်သူမကိုတခုခုကိုတတိထားပြီးမိခဲ့ပါတယ်။သူမရဲ့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကာလတစ်လျှောက်လုံးမှာလည်းတခြားသောစိုးရိမ်တတ်တဲ့မိဘတွေလိုပဲသူမနားမှာတစ်ချိန်လုံးရှိနေပြီးအားပေးခဲ့ပါတယ်။စာမေးပွဲဖြေဆိုသူတွေထပ်တောင်မှပို့ပြီးတော့စိတ်လှုပ်ရှားနေခဲ့ပြီးတော့စာမေးပွဲကအပြင်ဘက်ကနေစိုးရိမ်တကြီးစောင့်နေခဲ့တာပါ။တညမှာတော့ည10 နာရီထိုးတဲ့အထိသူမအိမ်ပြန်မလာသေးတာကြောင့်သူကစိုးရိမ်စိတ်နဲ့ပြာခတ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ကလေးမလေးဟာအမျိုးသားတန်းဖော်တယောက်ရဲ့ပွေ့ချီခြင်းကိုခံရပြီးအမှုလွန်ကအိမ်ပြန်ရောက်လာတာကိုသူမြင်လိုက်ရပါတယ်။ကျွန်တော်သူမကိုအများကြီးမတောက်ခိုင်းပါဘူးလို့အဲ့ဒီကောင်လေးပြောတာကိုကြားတဲ့အခါသူဟာဒေါသတကြီးနဲ့အဲ့ဒီကောင်လေးကိုရိုက်ဖို့ဝတ်ထိလုပ်ခဲ့ပါတယ်။သူသမီးလေးထိခိုက်မှာကိုသူအယမ်းကြောက်နေခဲ့တာပါ။သူမရဲ့ရှိစားနဲ့တွေ့တဲ့အခါမှာလေသူနဲ့သူ့တငယ်ချင်းတွေဟာအဲ့ဒီကောင်လေးအကြောင်းအကုန်သိရအောင်တန်တရားရှိသူတယောက်လိုစစ်ဆေးမေးမြန်းခဲ့ပြီးမှစိတ်ချသွားခဲ့ကြတာပါ။တရက်မှာတော့ရုတ်တရက်ဖုန်းခေါ်ဆိုမှုတစ်ခုရလာခဲ့ပြီးတော့အရာအလုံးကိုပြောင်းလဲသွားစေခဲ့ပါတယ်။အဲဒါကတော့ကလေးမလေးရဲ့အမေရှင်ဟာယောဂကျွမ်းနေပြီဖြစ်လို့သူမရဲ့သမီးကိုနောက်ဆုံးအချိန်တွေ့ကျင်နေဆိုတဲ့အကြောင်းပါ။ဦးလေးဖြစ်သူကတွန်းဆုတ်မနေပဲသူမကိုအမေဖြစ်သူစီကိုခေါ်သွားပေးလိုက်ပါတယ်။လမ်းမှာလည်းအမေကိုအပြစ်မတင်ဖို့အဲ့ဒီအချိန်တုန်းကသူ့မှာတခြားရွေးချယ်စရာမရှိခဲ့တဲ့အကြောင်းနဲ့အခုလိုအပြင်းအထန်ဖျားနာနေချိန်မှာစိတ်တော့ကမရောက်စေချင်တဲ့အကြောင်းသူမကိုမှာကြားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ကလေးမလေးကသူမအလိုမကျဖြစ်ခဲ့တယ်လို့လွမ်းလဲလွမ်းခဲ့ရတဲ့အမေဖြစ်သူနဲ့ပြန်လည်ဆုံတွေ့ခွင့်ရရှိခဲ့ပါတယ်။သူတို့နှစ်ဦးဖလဲတကင်းနဲ့ငိုကြွေးခဲ့ကြပါတယ်။အဲ့ဒီအမျိုးသမီးကဦးလေးဖြစ်သူရဲ့ကျေးဇူးကိုဘယ်တော့မှဆက်လို့ကုန်တော့မှမဟုတ်ဘူးဆိုတာသိနေတဲ့အတွက်ဒီတစ်ချိန်မှာတော့သူမကအမှန်တရားကိုပြောပြခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တွေတုန်းကသူမရဲ့ခင်မွန်းတဲ့ဟာပတ်စံတွေအလုံးကိုယူသွားပြီးတော့သူမတို့သားမီးနှစ်ယောက်ကိုပြစ်ထားခဲ့တာပါ။အခုတော့ကလေးမလေးရဲ့အဖေအရင်ကိုတစ်ချိန်လောက်ဆုံတွေ့ခွင့်ရှာဖို့ကူရှာပေးပါဆိုပြီးဦးလေးဖြစ်သူကိုအကူအညီတောင်းဆိုခဲ့ပါတယ်။ဒီဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်အိမ်ပြန်ရောက်တာနဲ့ဦးလေးဖြစ်သူကအဲ့ဒီလူကိုချက်ချင်းလိုက်ရှာပါတော့တယ်။နောက်ဆုံးမှာတော့သူကရှာတွေ့သွားခဲ့ပြီးဟိုတယ်တစ်ခုမှာအဖေနဲ့သမီးကိုဆုံပေးဖို့အစီအစဉ်ပေးခဲ့ပါတယ်။သူကိုယ်တိုင်ကတော့တိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူဟာအာနန်နဲ့အတူစကားမပြောဘဲအရန်တောင်းနေခဲ့ပါတယ်။ဦးလေးအရင်တယောက်လိုနေခဲ့တဲ့အကျွေးရှင်ဖြစ်သူကတော့ရင်ခွဲမတက်ခန်းစားနေရပါတယ်။သူလုပ်ခဲ့သမျှအတွက်ဘာကိုမှပြန်မတောင်းဆိုပေမဲ့ဆုံးရှုံးလိုက်ရတယ်လို့ခန်းစားချက်ကိုတော့သူမတားဆီးနိုင်ခဲ့ပါဘူး။ကလေးမလေးဟာသူ့ကိုမလိုအပ်တော့ဘူးလို့သူယုံကြည်သွားခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါသူမရဲ့တပ်ပုံကိုကြည့်ပြီးနှလုံးသားထဲမှာတော့နာကျင်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲကလေးမလေးကရုတ်တရက်ဖုန်းဆက်လာပြီးအဖေလို့ခေါ်လိုက်ပါတယ်။ဟုတ်ပါတယ်။သူမကသူ့ကိုအဖေလို့ခေါ်လိုက်တာပါ။အဲ့ဒီခေါ်တန်ဟာသူနဲ့အမြဲတမ်းထိုက်တန်ခဲ့တဲ့ခေါ်တန်ပါပဲ။သူရဲ့မျက်ဝန်းတွေထဲမှာတော့ဝမ်းသာပီတိတွေချက်ချင်းပြည့်စံသွားခဲ့ပါတယ်။ဖုန်းချပြီးနောက်မှာတော့သူမနှစ်သက်တဲ့စီဒီဇက်လေးကိုပျော်ရွှင်စွာထုတ်ပိုးပြီးသူမစီကိုထွက်လာခဲ့ပါတယ်။ဒါပေမဲ့ကလေးမလေးကတညလုံးစောင့်နေခဲ့ပေမဲ့ဦးလေးဖြစ်သူကတော့ရှားမလာခဲ့ပါဘူး။သူဟာဘာအစားနာမှမကြံပဲလောကတွေကနေပျောက်ကွယ်သွားသလိုမျိုးပါပဲ။နောက်ထပ်10နှစ်တိုင်တိုင်းသူတို့ဟာတနိုင်ငံလုံးအနှံ့လိုက်ရှာခဲ့ကြပါတယ်။စူးစမ်းမှုတိုင်းကစိတ်ပြက်စရာနဲ့အဆုံးသတ်ခဲ့ပေမဲ့ဘယ်တော့မှတော့လက်မလျှော့ခဲ့ပါဘူး။အဲဒီနောက်တစ်ရက်မှာတော့ကလေးမလေးဟာနာမည်တစ်ခုရေးထားတဲ့နဖူးစည်းစာတမ်းတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲဒီနာမည်ကသူမငငယ်တုန်းကဦးလေးကိုခေါ်လေးရှိတဲ့နာမည်ကိုသတိရသွားစေခဲ့ပါတယ်။သူတို့လည်းရဲစခန်းကိုအပြေးသွားပြီးအဲဒီနာမည်နဲ့ထပ်မံရှာဖွေခဲ့ကြပါတယ်။ဒီတစ်ချိန်မှာတော့သူတို့ရှာတွေ့သွားခဲ့ပါပြီ။ဦးလေးဖြစ်သူဟာပြင်းထန်တဲ့အုံနောက်သွေးကြောပိတ်ယောဂါကိုနှစ်ရှည်လများခံစားခဲ့ရတာပါ။ပတ်စံစုဖို့အတွက်သူဟာကုသမှုခံယူဖို့ညှင်းဆန်ခဲ့ပါတယ်။သူမကိုတွေ့ဖို့ထွက်လာတဲ့ညမှာပဲယောဂါကရုတ်တရက်ပိုဆိုးလာပြီးလေဖြတ်ကကားအက်ဆီဒန့်ဖြစ်သွားခဲ့ပါတယ်။သူစီမှာဘာမှပုံတင်တဲ့ဆောက်ရွက်စာတမ်းမှမပါတဲ့အတွက်အမည်မသိလူနာတယောက်အနေနဲ့ဂရုစိုက်စောင့်ရှောက်ရေးဂေဟာတစ်ခုကိုပို့ဆောင်ခံခဲ့ရတာပါ။အဲဒီကဝန်ထမ်းတွေကသူဟာသူ့ရဲ့အမှတ်စုထဲမှာအာမခံချက် guarantee ဆိုတဲ့စာလုံးတစ်လုံးကိုပဲအမြဲတမ်းရေးနေတာကိုသတိထားမိကြလို့အဲ့ဒါကိုပဲသူ့နာမည်အဖြစ်အသုံးပြုခဲ့ကြတာပါ။ဆေးရုံမှာတော့ကလေးမလေးကဦးလေးကိုပြန်တွေ့တဲ့အခါသူ့ရဲ့အကြည့်တွေကဟာလာဟင်းလင်းဖြစ်နေပါတယ်။သူဘာကိုမှမမှတ်မိတော့သလိုဝေဝေဝါးဝါဖြစ်နေပါတယ်။ဒါပေမဲ့သူမက guarantee ဆိုပြီးတိုးတိုးလေးခေါ်လိုက်တဲ့အခါသူ့စီမှာတုံ့ပြန်မှုတစ်ခုရှိလာခဲ့ပါတယ်။သူဟာသူမချစ်မြတ်လို့တဲ့ CD ဆက်လေးကိုဖြည်းဖြည်းချင်းထုတ်ပြလိုက်ပါတယ်။ဒီနှစ်တွေတစ်လျှောက်လုံးမှာသူဟာအဲ့ဒီဆက်ကလေးကိုအဖိုးတန်ရတနာတစ်ခုလိုကာကွယ်ဆောက်ရှောက်ထားခဲ့တာပါ။ကလေးမလေးကသူ့ရဲ့ဖက်နှက်ကိုလဲပေးဖို့ငုံလိုက်တဲ့အခါမှာတော့သူ့ရဲ့ဗန်စာအုပ်ကိုတွေ့သွားပါတယ်။သူစုထားတဲ့ပတ်စံတပြားမကျန်ဟာသူမအတွက်ပဲဖြစ်ပါတယ်။သူတို့ဟာသွေးသားမတော်ဆက်ပေမဲ့ဦးလေးတယောက်အနေနဲ့အိမ်အောင်မပြူပဲသူ့ဘဝတစ်ခုလုံးကိုသူမအတွက်ပဲပေးဆက်ခဲ့တာပါ။သူဟာအရာအလုံးကိုပေးဆက်ခဲ့တဲ့ဖခင်အစစ်အမှန်ပါပဲ။သူတို့နှစ်ယောက်ဟာသွေးသားအရာသားဖမဟုတ်ကြပေမဲ့သူတို့ရဲ့တန်ရောစင်ကတော့သွေးသားထက်တောင်ပုံမနဲ့ဆိုင်ခဲ့ပါတယ်။လူတိုင်းမှာဒီလောက်အထိချစ်တတ်တဲ့ဖခင်တယောက်ရရှိပါစေ။ဖခင်တိုင်းမှာလည်းသူရဲ့စေတနာကိုနားလည်ပေးတဲ့သမီးတယောက်ရှိနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel လေးကိုကူညီတဲ့အနေနဲ့ subscribe လုပ်ပြီးဗီဒီယိုလေးကိုကြိုက်နေတဲ့ရင်တော့ like လေးနဲ့အားပေးခဲ့လို့ရပါတယ်။